ခေါင်းဆောင်မှုဒေါက်တာစံဖေဟန်လူလောကရှိလူအဖွဲ့အစည်းများအသင်းပေးများတို့သည်၎င်းတို့အဖွဲ့အစည်းတည်ထောင်ရခြင်းရည်ချက်များထိရောက်အောင်မြင်စေရန်တာဝန်ကိုကဲမှုဆောင်ရွက်မှုပြုရသည့်ခေါင်းဆောင်များ၏ဥဆောင်မှုဖြင့်ဆောင်ရွက်ကြရသည်ဤတွင်ခေါင်းဆောင်မှုပေးနိုင်သည့်ခေါင်းဆောင်များလိုအပ်လာပါသည်ခေါင်းဆောင်များကိုရွေးချယ်ခံထားရ၌ခေါင်းဆောင်မှုအရေးချင်းရှိသည့်ပုဂ္ဂိုလ်များဖြင့်အရေးကြီးပါသည်ယခုခေတ်တွင်ကောင်းသောတော်သောခေါင်းဆောင်များဖြစ်လာကြဖို့အတွက်တင်ကြားနိုင်ရခြင်းနှင့်လေ့ကျင့်ပေးရခြင်းပြုကြရပါသည်ခေါင်းဆောင်များရရှိရန်အတတ်ပညာတည်းအနေဖြင့်ခေါင်းဆောင်မှုပညာကိုတင်ကြားပူးချရသောအချိန်မျိုးဖြစ်ပါသည်ခေါင်းဆောင်ဟူ၍ဆိုလိုက်လျှင် 1. လူအများ၏အထက်ကလူ 2. လူအများကိုအမိန်ပေးရသောသူ 3. အရာခတ်သိမ်းကိုချုပ်ကန်ရသူ 4. အခွင့်အရေးကောင်းသူ 5. အလွန်ကံကောင်းသောသူဟူ၍ချက်ချင်းမြင်တတ်ကြပါသည်ထို့အတွက်ကြောင့်လည်းခေါင်းဆောင်ဖြစ်ခြင်းသောသူများကြပါသည်ခေါင်းဆောင်နေရာရဖို့အတွက်အပြိုင်ဆိုင်ဖြစ်တတ်ကြပါသည်ခေါင်းဆောင်နေရာရဖို့တူးနဲ့တူးမနာလိုစိတ်ဝင်လာတတ်ကြပါသည်တူးပေါ်တူးခေါင်းဆောင်နေရာရလိုစိတ်ဖြင့်မကောင်းကြံမှုများဖြစ်ပေါ်တတ်ကြပါသည်ဤကဲ့သို့ဖြစ်ရခြင်းမှာခေါင်းဆောင်ဖြစ်ရခြင်းသည်ခွင့်ထူးခံနေရာကောင်းရခြင်းဟုခံစားမိသောကြောင့်ဖြစ်ပါသည်ထို့ကြောင့်ပင်ကလထိုင်လူသည်ဟူသောစကားတစ်မျိုးလည်းလူလောကတွင်ပေါ်ပေါက်လာရပါသည်ခေါင်းဆောင်မှုကိုလွဲမှားစွာအဓိပ္ပာယ်ကောက်ယူရခြင်း၏အဓိကအကြောင်းရင်းမှာခေါင်းဆောင်မှုဟူသောစကားနှင့်တာဝန်ဝတ္တရားအကြောင်းကိုတဲကွဲစွာမသိမမြင်ကြသောကြောင့်ဖြစ်ရပါသည်ခေါင်းဆောင်ဟူသည် 1. အများအတွက်တာဝန်ခံရသောသူ 2. အားလုံးအကျိုးအတွက်ထောက်ရှုသောသူ 3. လုံလဝိရိယပို၍ရှိရသောသူ 4. တက်တက်ကြွကြွဆောင်ရွက်ရသောသူ 5. အခွင့်အရေးနှင့်ပတ်သက်လာလျှင်အများကိုငဲ့ညာရသောသူအစရှိသည့်ပါရမီများနှင့်ပြည့်စုံသောသူဖြစ်ရသည်ဟုသောအတ္တိတရားကရှေ့ဆုံးကဝင်မလာဘဲအခွင့်အရေးကိုဘလို့ရနိုင်သည်ဆိုသည့်အမြင်ကရှေ့ကလာမိသောကြောင့်ခေါင်းဆောင်မှုပြုသူများအနေဖြင့်အလွဲအချော်ဖြစ်တတ်ကြခြင်းဖြစ်ပါသည်ဤသို့လွဲမှားစွာဖြစ်တတ်သည့်အတွက်လူအဖွဲ့အစည်းများအသင်းပေးများစနစ်များကြဆုံးပြတ်သုံးရခြင်းဖြစ်ရပါသည်ထို့ကြောင့်ခေါင်းဆောင်မှုနှင့်ပတ်သက်၍ရှိသည့်ရှိတိုက်သောအခြေခံစံနှုန်းထားမှုတန်ဖိုးထားမှုများကိုပြန်လည်စဉ်းစားဖို့လိုအပ်လာပါသည်ခေါင်းဆောင်သည်မိမိကိုမိမိစိတ်ချမှုရှိရမည်စိတ်လုံရမည်ဖြစ်သည်ထို့ပြင်မိမိကဥဆောင်မှုပြုနေသောလူတစ်စုကိုစိတ်ချမှုပေးနိုင်စွမ်းရှိရန်လိုအပ်သည်ခေါင်းဆောင်ဖြစ်ပါလျက်မိမိပြောဆိုလုပ်ကိုင်မှုများအပေါ်မိမိကိုယ်တိုင်ကစိတ်မလုံခြင်းမိမိအပြောနှင့်အလုပ်ကိုက်ညီမှုမရှိလူအများ၏အမြင်၌လျော်ကန်မှုမရှိမတိမချဖြစ်ရခြင်းမျိုးရှိလာပါကစိတ်ချမှုမြည်တိုးမျှရှိနိုင်မည်မဟုတ်ချေခေါင်းဆောင်ဟူသည်မိမိလက်ရှိတာဝန်ထမ်းဆောင်နေသည့်အဖွဲ့အစည်းအသင်းအပင်အပေါ်၌တော်၎င်းဆက်လက်၍တာဝန်ယူထမ်းဆောင်ရမည်သူအပေါ်၌တော်၎င်းစိတ်ချစွာဖြင့်ဆောင်ရွက်နိုင်ရန်လိုအပ်ပေသည်အများအတွက်လုံခြုံမှုစိတ်ချမှုကိုပေးရမည့်အချိန်တွင်မိမိကိုယ်တိုင်အတွက်လုံခြုံမှုကိုသာစဉ်းစားနေခဲ့သောမြည်သည့်ဤနည်းမျှခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်တော်မူမဟုတ်ပါခေါင်းဆောင်ကောင်းသည်စိတ်ထားဖြောင့်မတ်မှုရှိရမည်စိတ်သဘောထားမှန်ကန်မှုရှိရမည်ဤစိတ်သဘောထားအခြေခံများရှိမှသာလျှင်မိမိကိုယ်တိုင်အတွက်သာလျှင်ပူပန်သောစိတ်မိမိလုံခြုံမှုအတွက်သာလျှင်ရှာကြံသောစိတ်မျိုးနှင့်ကင်း၍အများကျိုးအတွက်ဆောင်ရွက်ရန်ရှိသည်များကိုကုံစင်ပြီးမြောက်သည့်အထိဆောင်ရွက်နိုင်စွမ်းရှိကြမည်ဖြစ်သည်ဤသို့သောခေါင်းဆောင်များသည်လူအများကအတိမတ်ပြုခြင်းချီးမွမ်းမြောက်စားခြင်းကိုခံရသည်ဖြစ်စေမခံရသည်ဖြစ်စေဤသို့မျှဂရုမထားဘဲလုပ်ငန်းတာဝန်ကိုအကောင့်ထဲဖို့ဆောင်ရွက်တတ်ပါသည်ခေါင်းဆောင်ဖြစ်သောသူသည်တာဝန်ဝတ္တရားဆောင်ရွက်ရန်အတွက်အာဏာအနှင်းချင်းခံရသဖြင့်လုပ်ပိုင်ခွင့်နှင့်အခွင့်အရေးများရှိထားသူဖြစ်ပေသည်ခေါင်းဆောင်နှင့်အာဏာကိုခွဲခြား၍မရပါခွဲခြားပြစ်လိုက်ဖို့လည်းမလိုပါခေါင်းဆောင်သည်အာဏာရှိသူများဖြစ်ပါသည်တို့ရာတွင်ထိုအနှင်းထားသောအာဏာကိုအသုံးပြုရ၌လွန်စွာမှ
အရေးကြီးပါသည်အာဏာဆိုသည်အာဏာရှိကြောင်းပြဖို့မဟုတ်အာဏာပြဖို့အတွက်မဟုတ်ပဲမမှန်မကန်ပြုမှုမတရားပြုမှုများဖြစ်ပေါ်လာသောအခါတွင်လူကိုအကာအကွယ်ပေးရန်အတွက်အာဏာကိုအသုံးပြုရခြင်းမျိုးသာဖြစ်ရပါသည်တခါတရံတာဝန်တိမ်းရှောင်မှုများတာဝန်မဲ့ပေါ်ဆစွာပြုလုပ်မှုများကိုထိန်းကွပ်ရန်အတွက်လည်းအာဏာကိုသုံးရတတ်ပါသည်လူတို့၏ဖောက်ပြန်တတ်သောစိတ်ကိုတားမြစ်ကာကွယ်ရန်အာဏာကိုသုံးရတတ်ပါသည်အာဏာဟုသည်တာဝန်ထမ်းဆောင်မှုဖြစ်မြောက်ရန်ထိရောက်ရန်အန်နှင်းထားသောအရာများသာဖြစ်ပါသည်စစ်မှန်သောခေါင်းဆောင်မှုနှင့်အာဏာဟုသည်အများ၏အကျိုးကိုရှေ့ရှု၍အားလုံးတို့၏ကောင်းကျိုးအတွက်တည်ဖို့ဆောင်ရွက်ပေးနိုင်သောစွမ်းအင်နှင့်စေတနာသာလျှင်ဖြစ်ကြောင်းသိရှိလာကြပြီဖြစ်ပါသည်အချုပ်ဆိုသောခေါင်းဆောင်ကောင်းတို့မည်သည်မိမိတို့လူဝင်ဆန္ဒပြေဝမှုရှာကြံရန်မဟုတ်မိမိတယောက်ကောင်းအခွင့်အရေးများကိုဆွံ့လို့၍အများ၏အမှန်တကယ်လိုအပ်မှုပြည့်စုံမှုကောင်းစားကြဖို့အတွက်အနစ်နာခံလျက်အာဏာကိုနေရာမှန်ကန်စွာအသုံးချတတ်သောသူများပင်ဖြစ်ပါသည်ပင်လယ်မဂ္ဂဇင်းအတွဲ1အမှတ်1 1992ဒီဇင်ဘာ Transformation Magazine 1986ပါ Bynni Samuel India ၏ Leadership and Power တင်ပြချက်ကိုမိညမ်းထားပါသည်ဒေါက်တာစံဖေရွတ်ဖတ်သူစုရင်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ